Namo Tata Bhagavato Arahato Dhamma Sambuddhassa Higane the town Doya Naselu Dozen Lagwani Pide Sara Kurunga Sabi Hoden Kurunga Joda Dima Sautema Unitavare the Kusoro Town Doya Laser Legu Nip Tamawazo Lagwani Suramamoni Naswa Viaga Asa Uzo Ora Mugere Tamasaka Putana Dogdan Kore the messenger Diaro Yigo Igene Sabi Hoyame Da Hurunga Nismado Sabi Hoyanuma Inyagere Sekalume Diaro Gado Divya Gavanaroma Brahma Sazon Ora Mude Diaro Pide Jazon, a Yozon, Yaro, I did the Piazza Vida Hollow. A she Jazon de Yare, a Yozon, Yuzon, Conagomare, and I would yet. Horuma, Hota, Dajima, Sao Yet, the Zida, Gudeva Tabido, Horror, Bubido, Simon. Oda, Davana, when she did. Fama, Bidon, Luidega, so him. The message of the Diago, Majabu, Mashida Laube, Shavaline, Idiara Jabuda and Yavara. Didogo, no Deya or yet the sound tire, Pugurile, Nyaga, Sijavare, the message of the other no Deya in the Puguri, so remember Shiva. The message was in Sore and Nina, a then poet. You put the say Nijara, New Rain, Yadain Lulu, Sita Javare, Yaswaga, Seu Hotare, Yaso di Boda Dadana, when Pogorega, alone, a lane, a beauty, Diarole, Chibarem, Dido Baligo, Nadia Nifian Pisse, Chanifian Pisse, Yamapian B. When we are tired, South Randule, Doromania Sibare. Having met Mayo Poyo, Pavana logo, the Ato Lore to address Gido Tema, Meloni Ubi, Melo Atua Melo, Didi Jaja, Yasu Tare, the Yasa also Ragado, Mashidla Ube, Pinevare. Honi Gorangara Didogo, Ledri Pavana, Alo, Ato Bonin the Goa, Jamon Miazua, Hovavi, the Yango Davana Dago, Kamanatana at your side, Quinzingale, the Messager Dogo, Hodi, Quinlicade, now the Yedama, the Messager do Dialogo. Tabi Hore Budem Chamio, you are a yadi that way, ma. Commandana, Punaile, the Messiah of the Dialogo, where Hodi, Punlecadem, a Jamon, Doromiavari, Davime, Eri, a Jehotare, the Yari would Sao Pipim, Meya, Mapianchia, they woo. Banlunya Nebi, Hotare, a Jinju, the Messager, the Yaro Lauda, Sao a pit, Bonebi, Pianchia, there, Yada Lunganzim Pare, the Messager, the Yago, Shiani, Siaro Reva, Huni Hotare, Eri, a Jinju.
စာအုပ်ကိုသာညွှန်ကြားခဲ့ရတယ်အဲဒီဆရာတော်ကသူဟာဓမ္မစကြာတရားစာအုပ်ပေါင်းများစွာကိုယူပါပြီဒါပေမဲ့ဘာဝနာအလုံးနဲ့စပြီးပြတဲ့စာအုပ်ကိုမတွေ့ရသေးဘူးတဲ့ကျမ်းဂန်အနေနဲ့ရေးသားထားကြတာကိုသာတွေ့ရလို့သူကအားမရပဲရှိနေပါတယ်ဒါကြောင့်ဘုန်းကြီးဟောပြီးရေးထားတဲ့အဲဒီအကျဉ်းချုပ်အတန်လွှင့်တရားစာအုပ်ကိုပဲကြည့်စမ်းမအောင်လို့ပြောပြီးညွှန်ကြားလိုက်ရပါတယ်အဲ့ဒါကဟိုအကျေမဟုတ်ပါဘူးအကျဉ်းချုပ်ကလေးပါပဲအတန်လွှင့်ယုံဌာနဘုန်းကဟောထားတဲ့ဥစ္စာအဲ့ဒီဆရာတော်ဟာဘုန်းကြီးဟောထားတဲ့အဲ့ဒီအတန်လွှင့်အကျဉ်းချုပ်တရားကိုကြည့်ရတော့မှဓမ္မစကြာသုံးနဲ့ဘာဝနာအလုပ်ကိုဆက်ဆက်ပြီးသဘောကျသွားပါတကယ်သူကပြောတာပါဒီကြတော့ဘုန်းကြီးတွေကြီးပါတယ်ဒီဓမ္မစကြာသုံးတရားတော်ဟာသုတ်တံဝိနည်းအဘိဓမ္မာဆိုတဲ့ဘိကသုံးပုံရှိရတယ်သုတ်တံဘိကကဖြစ်တယ်ဒီကနိကေမေဇိမာနိကေသံယုတ္တနိကေငုတ်တနိကေခိုးတကနိကေဆိုတဲ့နိကေ900ထဲမှာသံယုတ္တနိကေတွေကဖြစ်တယ်အဲဒီနိကေမှာလဲသဂတဝေကသံယုတ်နိဒနာဝေကသံယုတ်ခန္ဓာဝေကသံယုတ်သလကနာဝေကသံယုတ်မာဝေကသံယုတ်လို့5မျိုးရှိရမှာမာဝေကသံယုတ်ထဲကဖြစ်တယ်အဲဒီမဟာဝေကသံယုတ်ထဲမှာလဲမေဃသံယုတ်ဝိဇင်္ဂသံယုတ်နတိခန္ဓာသံယုတ်စသည်ဖြင့်12ပါးရှိရမှာနောက်ဆုံးဖြစ်တဲ့သစ္စာသံယုတ်ထဲကဖြစ်တယ်အဲဒီသစ္စာသံယုတ်မှာဒုတိယဝေထဲကပထမသုတ်ဖြစ်ဖြင့်သံဃာနာတင်ထားတယ်သတ္တသံဃာနာမူစာဥအနေအားဖြင့်တော့သံယုတ်ပါဠိတော်တတိယအုပ်စာမျက်နှာ368 391တို့မှာရှိတယ်အဲဒီမှာဏိဒန်းကိုဒီလိုပြထားပါတယ်ဧဝံမေသုတံဧကံသမယံဘဂဝါဗာရဏတိယံဝိဟရတိဣတိပဒနေမိဂရာယေသတ္တခောဘဂဝါပဉ္စဝိကိယေဘိက္ခုအာမန္တေတိအဲ့ဒါမြတ်စွာဘုရားပြိဋိနိဗ္ဗာန်ဝင်ဆန္ဒမူပြီးတဲ့နောက်3လကျော်4လတဲ့ရောက်တဲ့အခါစပြီးပထမသင်္ဃာနာပြင်စဉ်ကာလကရှင်အာနန္ဒာဖြစ်ပြပုံကိုပြထားတဲ့ဏိဒန်းစကားပါပဲအဲဒီအခါတုန်းကရှင်မဂသဗ္ဗမထေရကဓမ္မစကားဗောဓနာသုတ်တံခောအာဟုသောအာနန္ဒကထာကေနကေတံကထံဘာတိတံငါရှင်အာနန္ဒဓမ္မစကားဗောဓနာခေါ်သောဓမ္မစကြာသုတ်တရားတော်ကိုအဘယ်အရ၌ဘယ်ပုဂ္ဂိုလ်ကအဘယ်ပုဂ္ဂိုလ်တို့အားဘယ်သို့ဟောပါသနည်းလို့ဒီလိုမေးတဲ့အခါမှာအရှင်အာနန္ဒမထေရကဗန္တေရှင်မဂသဗ္ဗဖေယံမေကျွန်ုပ်အာနန္ဒာသည်ဧဝံဤသို့သူတန်ကြဟုပါသည်ဧကံသမယံခါရဝ၌ဘဂဝါမြတ်စွာဘုရားသည်ဗာရဏိယံဗာရဏိမြို့၌ဣတိပဒနေသစ္စေကဗုဒ္ဓတို့နှင့်ဘုရားရှင်တို့၏တဆင်းရာဖြစ်၍ဣတိပဒနာမည်သောမိဂရာယေသာကောင်တို့အားဘေးမဲ့ပေးထရာမိဂရောင်တော်၌ဝိရတိတရင်သုံးနေတော်မူ၏သတ္တထိုသို့နေတော်မူသောအခါ၌ဘဂဝါမြတ်စွာဘုရားသည်သင်္သာဝကိဘိက္ခု5ပါးအစုဖြစ်၍သင်္သာဝကိမြည်သောယဟန်တို့ကိုအာမန္တေတိဒေမေဘိက္ခုအန္တာပဝိသီတနာသဝိဒဝါစရှိသောစကားကိုမြတ်စွာဟောကြားတော်မူခဲ့ပါသည်စသည်ဖြင့်ရှိတော်မူပါတယ်အဲဒီဏိဒန်းထဲမှာဓမ္မစကြာသုတ်ဟောရကာလကို
အခါတစ်ပါးမှာလို့သာမညတာပြထားပါလေအခြားသုံးများမှာလည်းဟောရကာလကိုဧကံသမယအခါတစ်ပါးမှာလို့ဒီသာမညတာပြထားပါလေသုတ်တိုင်းမှာမြည်သည့်ကုနှစ်ကမြည်သီလားမြည်ရမှာဟောတယ်လို့တိတိကျကျဖော်ပြထားရင်သိကောင်းမှာပဲဒါပေမဲ့အဲဒီလိုတိတိကျကျဖော်ပြထားရင်နှုတ်တဲ့အာဂုံဆောင်ရမှာမှတ်သားဖို့အလွန်ခက်ပါလိမ့်မယ်ဒါကြောင့်တိတိကျကျမပြပဲအခါတစ်ပါးမှာလို့ကြီးပြထားတယ်အဲဒီလိုအခါတစ်ပါးမှာလို့ကြီးပြထားသောကြောင့်ဘယ်သုတ်ကိုဘယ်ခုနှစ်ဘယ်လဘယ်ရက်မှာဟောတယ်လို့တိတိကျကျသိဖို့ပြောဖို့ကတော့မလွယ်ဘူးဒါပေမဲ့ဒီဓမ္မစကြာသုတ်တရားတော်ကတော့အစာဦးဟောတဲ့တရားတော်ဖြစ်တာကလည်းဒီကြောင့်အခြားသုတ်တံများနဲ့ဝီနီးပိဋကစသည်မှာပြဆိုထားတဲ့စကားများရှိတာကလည်းဒီကြောင့်ဒါကြောင့်ဟောတဲ့အချိန်ကာလကိုတိတိကျကျသိရပါတယ်မဟာသက္ကရေတရား3ခုနှစ်ကဆုံလာပြီနေ့ညမှာသမ္မာသမ္ဗုဒ္ဓဘုရားဖြစ်သို့ရောက်တော်မူခဲ့တယ်အဲဒီကနောက်ဝါဇလာပြီနေ့ညနေကျမ်းရာဝိအချိန်မှာဒီဓမ္မစကြာသုတ်တရားကိုဟောတော်မူခဲ့တယ်ယခု1324ခုနှစ်မှပြန်ပြီးရေတွက်ကြည့်ရင်ဘုရားပြိဋ္ဌံဝင်စားပြီးနောက်နှစ်ပေါင်း2506နှစ်ရှိခဲ့ပြီပြိဋ္ဌံမစားမီ45နှစ်ပေါင်းထည့်လိုက်ရင်2550နှစ်ရတယ်ဒါကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်း2550နှစ်ကဝါဇောလပြည့်နေ့ညနေကျမ်းမြေဥရာအချိန်မှာဟောတော်မူတယ်လို့တိတိကျကျမှတ်ရပါတယ်ဒါကလည်းအရှိပိုင်းကယူဆချက်အရာပါပဲအနောက်တိုင်းပညာရှိတွေရဲ့ယူဆချက်အရာဆိုရင်တော့အနှစ်60လျော့ပြီးယူရမယ်ဒါကြောင့်သူတို့ဤယူဆချက်အရာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း2490နှစ်ကဟောတယ်လို့ဆိုရမှာပေါ့ဒါပေမဲ့အရှိတိုင်းမှာဟောတဲ့တရားဆိုတော့အရှိတိုင်းအယူဆတိုင်းပဲလွန်ခဲ့တဲ့2550နှစ်ကဟောခဲ့တယ်လို့ပြောရမှာပဲယခု1344ခုနှစ်ကတွက်ကြည့်ရင်တော့2580နှစ်ကဟောခဲ့တယ်လို့ဆိုရမှာပဲနောက်ပြီးတော့မိဂဒာယသားတို့အားဘေးမဲ့ပေးရမိဂရာဝတ္တောဆိုတာကလည်းဘုရုံးကတော့သာသမင်တွေရှိနေတဲ့တကယ်တော့ရပဲဖြစ်ပါလိမ့်မယ်ဒီခုတော့အဲ့ဒီအရာဟာတောသစ်ပင်တွေလည်းမရှိတော့ဘူးကွင်းမြင်ကြီးတွေဖြစ်နေပါပြီဘေးပတ်ဝန်းကျင်ကရာခင်းတွေနဲ့လူတွေနေရာအရာဖြစ်နေပါပြီခြေတုံးကတော့ပစ္စကဗုဒ္ဓအရှင်မြတ်တွေဟာခန္ဓာမာရဏတောင်မှတကိုးဖြင့်ကောင်းငင်ကကြွလာပြီးတော့အဲဒီလူသူကင်းစိတ်ရာတောရမှာဆင်းသက်ကြတယ်ခြေကဗုဒ္ဓမြတ်စွာဘုရားများလဲတရားဟောဖို့ကြွလာတဲ့အခါကောင်းငင်မှအဲဒီရမှာပဲဆင်းသက်တော်မူကြတယ်ဒါကြောင့်ဣတိပဒနာလို့ခေါ်ပါတယ်တဲ့ဒီတော့မှရှိတဲ့ဏိဒံအလိုအားဖြင့်မြတ်စွာဘုရားဟာဗာရာဏသီမြို့နယ်မိဂရာဝံတော်ရမှာသတင်းသုံးနေတော်မူစဉ်မြတ်စွာဘုရားရဟန်းတော်တို့အားဒီဓမ္မစကြာသုတ်တရားကို
ဟောတော်မူတယ်လို့ဒါတော့ပဲသိကြသိရတယ်တို့ပေမဲ့ဒါတော့နဲ့တော့ပြည့်စုံနေဘူးဒါကြောင့်အခြားသုံးများမှာပြဆိုထားတဲ့အကြောင်းအရာများကိုပါထုတ်ဖော်ပြီးဒီတော့ဤဏိဒံကိုထည့်ပြောဖို့လိုပါတယ်ဒါကြောင့်အတော်အသင်းလောက်ထည့်ပြီးပြောအောင်မယ်ဏိဒံဆိုတာသုတ်တရားတော်ကိုဟောခြင်းဤအခြေခံအကြောင်းအရာပါပဲအဲ့ဒီဏိဒံကဒုရေဏိဒံဝိဒုရေဏိဒံဗန္တိကေဏိဒံလို့သုံးမျိုးရှိတယ်သုတ်တရားကိုဟောခြင်းနဲ့ဝေးကွာသောအကြောင်းအရာကိုဒုရေဏိဒံလို့ခေါ်တယ်အဲ့ဒါကဒီပင်္ဂလာမြတ်စွာဘုရားထံတော်မှာနိဒဗျာဒိတ်ကိုခံယူတော်မူခဲ့သည်မှစပြီးတော့သုတ္တိဒနတ်ပြည်ရောက်ပြီးဧတကေတုမီသောနာမင်းဖြစ်တိုင်အောင်ဘုရားလောင်းတော်ဤပါမီတော်များကြီးကျင့်ခဲ့ပုံအကြောင်းအရာတွေပါပဲအဲဒီဒုရေဏိဒံကိုတော့ဒီတဲ့ပို့ပြီးပြောဖို့မလိုပါဘူးပြောဖို့အချိန်လည်းမရှိပါဘူးအဝိဒုရေဏိဒံဆိုတာကတော့သုတ်တရားကိုဟောခြင်းဤမနီးမွေသောအကြောင်းအရာများပါပဲအဲဒါကတော့သုတ္တရနာတိမှဘောဓိမာနအထိအကြောင်းအရာများပင်ဖြစ်ပါတယ်အဲဒီအကြောင်းအရာများကိုတော့ပြောခြင်းနဲ့များပြောရမယ်သန္တိကေဏိဒံဆိုတာကတော့ဒီဓမ္မစကြာတရားကိုဟောကန်ဤအကြောင်းအရာများပါပဲအဲဒါကတော့ခုတင်ကပြောခဲ့တဲ့ဧဝမေသုတ္တံအစရှိတဲ့ဉာဏ်စကားအတိုင်းပါပဲအဲဒီဏိဒံသုံးမျိုးတည်းတွင်ယခုအဝိဒုရေဏိဒံတွေကပြောတဲ့များကိုထုတ်ဖော်ပြီးပြောရမယ်အဲဒီအကြောင်းအရာတွေကဘယ်မှာရှိသလဲဆိုတော့အင်္ဂုတ္တရတိကနိဗ္ဗဒုက္ခမာလသုတ်မူလပါဏာသပါဠိပါဒရာတိခောအရိယပရိယသနသုတ်မဟာသစ္စကသုတ်မေဇိမပါဏာသပါဠိဘောရိရာဇကုမာရသုတ်သင်္ဃာရောသုတ်သုတ်တနိဗ္ဗပပိစ္ဆာသုတ်ဗရာဏသုတ်အစရှိတဲ့သုတ်ပေါင်းများစွာတို့မှာရှိပါတယ်အဲဒီသုတ်တွေမှာတချို့ကိုယူပြီးတော့ဟောရမှာပဲဘုရားလောင်းတော်ဟာသုတ္တရနာပြည်မှာသုရိခဲ့ပြီးတော့ကပိလောပြည်သုဒ္ဓောဒနာမင်းမြတ်မိဖုရားကြီးဖြစ်တဲ့မဟာမာယာဒေဝီဤဝမ်းတိုင်းမှာပရိသေတည်နေတော်မူခဲ့တယ်အဲဒါဘုရားလောင်းပရိသေနေပုံကိုပြောတာနော်ဘုရားလောင်းတော်ဟာဘုရားလောင်းတော်လေသုတ္တရနာပြည်မှသူရိခဲ့ပြီးတော့ဘုရားလောင်းနေဟာဘုရားဖြစ်ခါနီးနောက်ဆုံးဘဝကသုတ္တရနာပြည်မှာပဲတဘဝနေရတာကြီးတဲ့ပဲသုတ္တရနာပြည်ဆိုတာရာဇကျိုးအဲဒီဘယ်ရင်နာပြည်6ဆင့်ရှိတာတဲ့အလုံး4ခုမြောက်နာပြည်ပေါ်တယ်နာသုတ္တရနာပြည်အဲဒီမှနေရအဲဒီကနေပြီးတော့သောရဏမင်းမြတ်အဲဒီကနေပြီးသူတွေပြီးတော့လူဘဝလာဖြစ်တော့ဘယ်မှာဖြစ်တော့ဆိုကပိလိုဒီအခုတချို့လည်းသွားရောက်ကြပါတယ်ဒီမှာကပိလိုဒီသောရဏမင်းမြတ်မိဖုရားကြီးဖြစ်တဲ့မဟာမာယာဒေဝီဝမ်းမှာပဲပြည့်ပြည့်တည်ခဲ့ရတယ်တဲ့မဟာမာယာဒေဝီဝမ်းတိုင်းမှာပြည့်ပြည့်တည်နေတော်မူခဲ့တယ်မဟာသက္ကီရဲ့68ခုနှစ်သုံးလပြီးတောက်ကြနေမှာအဲဒီ68ခုဆိုဟိုတုန်းကဒီသက္ကီပဲအခုသက္ကီတွေမဟုတ်ပါဘူးသုံးလပြီးတောက်ကြနေမှာလုံမဏီမြည်သောအင်းကြီးဥယျာဉ်တော်၌ဖွားမြင်တော်မူခဲ့တယ်အဲဒီကပရိသေတွေကနေပြီးဒီကလာဖွားမြင်တော်မူခဲ့တယ်အဲဒီဖွားမြင်ဌာနလုံမဏီမြည်သောအင်းကြီးဥယျာဉ်အဲဒီဘုရားဖွားမြင်တော့ဘ
ရားလောင်းဖောင်းနေတော်မူတဲ့ဌာနဘုန်းကြီးတို့လည်းရောက်ပါတယ်ရောက်ပြီးတဲ့ဇာလေးပါးတွေရွရတယ်ဟိုမှာသူကထူးခြားခြားသင်ကြားပါတယ်အဲဒီဘုရားအလောင်းတော်မင်းသားကိုသိဒ္ဓထာလို့အမည်ပေးထားတယ်ဘုရားလောင်းတော်ကိုသိဒ္ဓထာလို့အမည်ပေးတာအဲဒီသိဒ္ဓထာမင်းသားဟာ16နှစ်အရွယ်ရောက်သောအခါဘုန်းက68ခုနှစ်ကမွေးတယ်ဆိုတော့16နှစ်ထဲလိုက်လို့ရှိရင်80 84ခုနှစ်ဖြစ်မှာပေါ့လေအဲဒီ16နှစ်အရွယ်ရောက်သောအခါဒေဝရဟကြီးရှင်သောဘဗုဒ္ဓမင်းသမီးတော်သသောဒရာဒေဝီနှင့်လက်ထပ်ပြီးလင်16နှစ်အရွယ်မှာရှင်းတုန်းက16နှစ်အရွယ်မှာသူတို့ရင်းပြရတယ်သူတို့လက်ထပ်ကြတဲ့ထုံးနှစင်လာရှိတဲ့အတိုင်းပဲ16နှစ်အရွယ်မှာသောဘဗုဒ္ဓမင်းသမီးဖြစ်တဲ့ရသောဒရာဒေဝီရသောဒရာဆိုတာအဲဒါအမျိုးသမီးပဲဘုရားလောင်းတော်ရဲ့သူရမီဘုရားပါပဲရသောဒရာဒေဝီနဲ့လက်ထပ်ပြီးတယ်မင်းသမီးပေါင်း4000အချွေရများနဲ့တကွာတဲ့မင်းသမီးသာမင်းသမီးတွေချွေရနေလည်းတော်များပါလေကြီးကျယ်တော့မင်းစည်းစိမ်ကိုခံစားနေတော်မူခဲ့သည်အဲဒီလိုကာမဂုဏ်အာယုန်များနဲ့ကြော်မွေ့နေခြင်းဒီနေ့သောအခါဝိရင်တော်တို့အချွေရများနဲ့တကွာကျော်ပွဲစားအတွက်ထွက်တော်မူတဲ့အဲဒီကာမဂုဏ်အာယုန်နဲ့ခံစားပြီးတော့နေခြင်းမှာပဲချွေရများနဲ့တကွာအပေါင်းအသင်းပေါ်လည်းမိတ်ဆွေသင်္ကားတွေထွက်တယ်ကျော်ပွဲစားထက်တယ်ကျော်ပွဲစားအဲဒီခါ၌လမ်းခုလာမှာသူအိုကိုတွင်းနေရတာနဲ့သာဝေကဖြစ်ပြီးအဲဒီရမှာပဲပြန်လိလာခဲ့တယ်အဲဒီခါမှာသူအိုတွေ့တယ်အဲဒီကဘုရားလောင်းရဲ့ခဏတော်ကြီးကအိုမင်းစာကြီးအကြောင်းပြုပြီးတန်ပြမဖြစ်အောင်လို့အိုတဲ့လူတွေမထားဘူးသူထားတာအိုတဲ့လူတွေမတော်မင်းသားတွေမထားဘူးအဲလိုထားတာဒါအောင်ဆိုသောဆိုလို့ရှိရင်လူကိုမတွေ့ရဘူးအခုဒီမှာတွေ့နေတယ်အဲဒီခါ၌လမ်းခုလာမှာသူကိုသိနေရတာနဲ့သံဃာဖြစ်ပြီးအဲဒီရမှာပဲပြန်လဲလာခဲ့တယ်အဲဒါဥပဒါပြီးတော့လူတွေဖြစ်ဥပါဒါဉာဏ်ကြဘူးဆိုပြီးတော့သိပြပြီးတော့ပြန်လာတာလေနောက်တစ်ချိန်ထွက်တဲ့အခါလဲသူနာကိုတွေ့နေရတယ်အဲခြေတုံးကလည်းပဲသူနာမမြင်အောင်တွေ့အောင်ဒီဝရင်ကတော့ဘုရားတော်ကတော့စီစဉ်ထားတာပါပဲဘာလို့စီစဉ်ထားတော့ဆိုသောသောတည်းကသူမွေးဖွားစဉ်ကတည်းကသူဟာတော့ထွက်ပြီးတော့ရဟန်းဖြစ်လိမ့်မယ်ဆိုတာကိုပြောဆိုထားကြတာရှိတယ်ဒီရှားကကြောင်းရတယ်ဒီရှိတယ်အဲဒီလိုတော့မထွက်ရအောင်လို့မင်းဖြစ်နေပဲနေရအောင်လို့သူဖခင်ကကြီးဆိုင်ထားတာဒါနဲ့အခုအိုမင်းလာတဲ့တွေ့သွားပြီအခုနောက်တစ်ချိန်ဆက်တဲ့အခါလဲသူနာကိုတွေ့နာအိုမင်းနာအကြောင်းမှဖြစ်နေတဲ့ပုဂ္ဂိုလ်တွေ့ရမိတဲ့အဲဒီခီးသွားရင်းနဲ့ခါနောက်တစ်ချိန်သွားပြန်တော့လဲနောက်တစ်ချိန်မှလဲသူတွေကိုတွေ့နေရတယ်ဒါကသူတွေလည်းတွေ့ရမိတဲ့အဲဒီလိုတွေ့နေရတဲ့အခါများမှာသာဝေကဖြစ်ပြီးအဲဒီရမှပဲပြန်လဲလာခဲ့တယ်ဘုရားလောင်းတော်သာဝေကဖြစ်ဖို့သူနာသူတွေတွေ့မှဉာဏ်မှတန်ရဖြစ်လာတာဒီတိုင်းဆိုရင်ဒီပြည့်ကိုတွေ့ကုန်လို့ရတယ်လူတွေဟာဒီနေ့ကျရင်အိုရမှာပဲနားမှာပဲသိရမှာပဲဆိုတာကိုသိကုကုမပေါ်သေးဘူးဆိုဘုရားလောင်းမိမိကိုယ်တိုင်ကဩရသောသဘောရှိနေပါလေရဲ့ဩရသောသဘောရှိတာတွေကိုရှားကြံသိမ့်ပိုင်နေတာမတော်ဘူးဩရတဲ့ဟာတွေကဘာတွေလဲဆိုရင်သာမယကြေးကျွန်းစိတ်သောပြက်ဝဲခင်မြင်းကျွေးနာရွှေငွေအစရှိတဲ့တက်ရှိသမဲ့
ကာမဂုဏ်တွေပဲမိမိကိုယ်တိုင်ကဩရပါလည်းရဲ့အဲဒီဩရတဲ့ကာမဂုဏ်တွေကိုအမြတ်တနိုးလုပ်ပြီးရှားကြံသိမ့်ပိုက်နေတာမတော်ဘူးလို့လည်းသင်ញင်မိပါတယ်အဲဒါဘုရားလောင်းတော်သူ့ဟာသူဘာလို့ကဖြစ်လာပုံနေဒါလည်းအခုပြိတ္တတွေလည်းလိုက်ပြီးတော့နည်းဆိုရမှာဒါလေးအနာကောင်းလို့မိမိကိုယ်တိုင်ကဩရသောသဘောရှိပါလေရဲ့ဩရသောသဘောရှိတာတွေကိုကြာကြံသိမ့်ပိုင်နေတာမတော်ဘူးကိုယ်ကလည်းဩရသောဆိုမြတ်ဩရတဲ့ပုဂ္ဂိုလ်တွေမိတ်ဆွေလို့ထားဒီနောင်ပြုထားအဲ့ဒါတွေပါပဲယူရပြီးတော့ဩရတဲ့ဟာတွေကဘာတွေလဲဆိုလို့ရှိရင်သာမယကျေးကျွန်းစသည်တွေပေါ့လေအဲ့ဒါတွေဥရတဲ့ဥစ္စာတွေပဲမိမိကိုယ်တိုင်ကဒါလေးလည်းလိုက်ဆိုမိမိကိုယ်တိုင်ကဥရပါလျင်အဲ့ဒီဥရတဲ့ကာမဂုဏ်တွေကိုအမြတ်တနိုးလုပ်ပြီးရှားကြံသိမ့်ပိုင်နေတာမတော်ဘူးလို့လည်းသင်ញင်မိပါတယ်ဝရတဲ့ဥစ္စာတွေကိုဒီသာမန်ပုဂ္ဂိုလ်တွေကတော့ဝေတဲ့ပုဂ္ဂိုလ်တွေကိုခူးဆိုင်ပြီးတော့အကြောင်းကြောင့်တွေကိုစိုက်ပြီးတော့ထားနေတာကိုအဲ့ဒါမတော်ဘူးတဲ့ဝရသလည်းမရှိမှတိရသလည်းမရှိမှထို့အတူပဲမိမိကိုယ်တိုင်ကနာရပါလည်းရဲ့တိရပါလည်းရဲ့နာရတိရတဲ့ကာမဂုဏ်တွေကိုရှားကြံသိမ့်ပိုင်နေတာမတော်ဘူးလို့လည်းဆင်ញင်မိပါတယ်။ခိုင်ဒါလေးလို့ဆိုအောင်ကောင်းတယ်။ထို့တူပင်မိမိကိုယ်တိုင်ကနာရပါလည်းရဲ့သေရပါလည်းရဲ့နာရသေရတဲ့ကာမဂုဏ်တွေကိုရှားကြံသိမ့်ပိုင်နေတာမတော်ဘူးလို့လည်းဆင်ញင်မိပါတယ်ကုကာလကားတွေပဲဩရဏရသီလသာတွေကိုပဲသိမ့်ပိုင်ပြီးတော့ဘုရင်ပြောမွင့်ကြတာလေအဲ့ဒါမတော်ဘူးလို့ဘုရားလောင်းတော်မှာသူ့ဟာစိတ်ကူးဖြစ်လာဘယ်သူမှဟောလို့မဟုတ်ဘူးအဲဒီလိုမသိနာတွေကိုရှားကြနေတာအနာရိယပရိယတနာလို့ခေါ်တယ်အနာရိယပရိယတနာဆိုတာယုံညာနဲ့ရှားကြံခြင်းမိပါတယ်နာရိယပရိယတနာယုံညာနဲ့ရှားကြံခြင်းအခုဆင်ញင်လာလေးကယုံညာနဲ့ရှားကြံခြင်းပဲလားမိမိကိုယ်တိုင်ကဩရနာရသေရသောသဘောရှိတဲ့အတွက်မဝမနာမသေးမပြတ်တတ်တဲ့တရားကိုရှားကြံတာကတော့အရိယပရိယတနာလို့ခေါ်တယ်အရိယပရိယတနာဆိုတာမြင့်မြတ်သောရှားကြံခြင်းညီပါတယ်တဲ့အဲဒီမြင့်မြတ်သောရှားကြံခြင်းလေးဒါလေးတွေကောင်းတယ်ခိုင်လိုက်ဆိုရမှာမဟုတ်မိမိကိုယ်တိုင်ကဩရနာရသေရသောသဘောရှိတဲ့အတွက်ဩမနာမသေးမပြတ်တတ်တဲ့တရားကိုရှားကြံတာကတော့အရိယပရိယတနာမြည်တယ်မြင့်မြတ်သောရှားကြံခြင်းမြည်ပါတယ်တဲ့အခုရသော်ရသော်လာတာမှာတရားတွေကျင့်နေတာတွေပဲတရားတွေမြင့်မြတ်တဲ့ရှားကြံခြင်းနဲ့ရှားကြံပြီးကျင့်နေရတယ်ဘုရားအလောင်းတော်ဟာမူလကယုံညံ့သောရှားကြံခြင်းမျိုးဖြင့်ရှားကြံနေခဲ့တဲ့အကြောင်းကိုအဲ့ဒီသုံးမှာပြထားပုံကတော့ဘေကဝေယဟန်တို့ဟံပိငါသည်လိဘုဝေဝသံဘောဓာသစ္စာလေးပါးကိုမသိရသေးမီရှေးဘဝပင်လည်းအနာဘိသံဘုဒ္ဓသစ္စာလေးပါးကိုမသိသေးသောဝါဖယားမဖြစ်သေးသောဘောဓိတတဝသမဏောဖယားအလောင်းတော်သားလည်းဖြစ်စဉ်ကအရဏဇာတိဓမ္မောသမဏောမိမိကိုယ်တိုင်ကဘဝသည်ဖြစ်ခြင်းသဘောရှိပါလေဇာတိဓမ္မဧဝပရိယသာမိဖြစ်ခြင်းသဘောရှိတာကိုသာရှာမိသိမ့်ပိုင်နေခဲ့၏အရဏဇရာဓမ္မောသမဏော
မိမိကိုယ်တိုင်ကဝိညာဉ်သဘောရှိနေပါလေသရဓမ္မယေဝပရိယေတာမိဝိညာဉ်သဘောရှိတာကိုသာရှာမိသိမ့်ပိုက်နေခဲ့ဤစသည်ဖြင့်ပြဆိုထားတယ်အဲဒါဘုရားလောင်းတော်ကကိုကဥရတဲ့ဥစ္စာတွေကိုလက်ခံနာရလျက်သီရလျက်အဲဒါတွေကိုပဲလက်ခံပေါင်းသိပြီးတော့နေတာတွေအဲဒီမတော်ဘူးဆိုတာဘုရားလောင်းတော်ကဉာဏ်ဖြစ်လာအဲ့ဒါဟာယသောသာဒေဝီအမှုရှိတဲ့မင်းသမီးချွေရန်နေနဲ့ပျော်မွေ့နေပုံကိုရှုတ်ချပြီးပြောတာပဲအဲ့ဒီလိုပြပြီးရဲ့နောက်ဖြစ်ခြင်း၊အိုခြင်း၊နာခြင်း၊သိခြင်းစသည်ကင်းတဲ့နိဗ္ဗာန်အငြိမ့်တဲ့တရားကိုရှာမိတော့မယ်လို့အကြံဖြစ်ပုံကိုလည်းဒီလိုခေါ်ပြထားပါတယ်အတ္တနာဇာတိဓမ္မသမနောမိမိကိုယ်တိုင်ကဖြစ်ခြင်းသဘောရှိတော့ကြောင့်ဇာတိဓမ္မေအာရိနဝံဝိရိဒဝါဖြစ်ခြင်းသဘော၌အပြစ်ကိုမြင်ပြီး၍အဇာတံအနုတ္တရံယောဂခေမနိဗ္ဗာန်ဖြစ်ခြင်းမရှိတဲ့ယောဂကိုရာအများဆုံးအငြိမ့်တဲ့နိဗ္ဗာန်ကိုပရိသေယံရှာပြရပါမူပရိသေယံရှာမိရပါမူယာနုနာကောင်းမှာပဲအတ္တနာသရဓမ္မောသမာနောမိမိကိုယ်တိုင်ကဝိညာဉ်သဘောရှိသောကြောင့်သရဓမေအာယနဝဝိရိတဝဝိညာဉ်သဘော၌အပြည့်ကိုမြင်ပြီး၍အဇရဏုတ္တယောဂေခေမနိဗ္ဗာန်ဝိညာဉ်မရှိတဲ့ယောဂကုံရာအမြတ်ဆုံးအငြိမ့်တဲ့နိဗ္ဗာန်ကိုသတိသေးယံရှာမိရပါမူယာနုနာကောင်းလေစွာကောင်းမှာပဲအဲဒါဝိညာဉ်နာခြင်းသိခြင်းသဘောတွေကိုယ်တိုင်ကရှိနေတော့ဒီဝိညာဉ်နာခြင်းသိခြင်းကင်းတဲ့နိဗ္ဗာန်ကိုရှားတာတော့ကိုကောင်းသောအကျင့်ပဲလို့ဘုရားလောင်းတော်ကဆင်ခြင်စဉ်းစားတယ်ဘာမှတရားစာဥတွေပါလို့ကြားရမို့ဟောတာပြုလို့ကြားရမို့ဘုရားလောင်းတော်ဆိုတော့တရားမှန်နေကိုသောသောကလည်းစဉ်းစားတာတွေပေါ်လာတာသူကဒီဘုံဒီနည်းဖြင့်အိုရင်းနာခြင်းသိခြင်းကင်းရာအငြိမ့်တဲ့နိဗ္ဗာန်ကိုရှာဖို့ရာကြံစီတော်မူခဲ့ပါတယ်အဲ့ဒါအလွန်ကောင်းမြတ်တဲ့အကြံစီပဲကောင်းမြတ်ပုံပေါ်လွင်ထင်ရှားအောင်နည်းနည်းထပ်ပြီးတော့စဉ်းစားကြအောင်လို့ဒါဘုန်းကြီးပြောအဲ့ဒါလေးဆိုပြီးတော့မှတ်သားရမယ်ဒီဘုံဒီနည်းဖြင့်ဒီဘုံနိစ္စဥယျာဉ်ချင်းသိချင်းရှိနေဥယျာဉ်ချင်းသိချင်းကင်းအောင်လို့ရှားကြံတာကောင်းတယ်ဆိုရင်နည်းဒီဘုံဒီနည်းဖြင့်ဥယျာဉ်ချင်းသိချင်းကင်းရာငြိမ့်တဲ့နိဗ္ဗာန်ကိုရှားဖို့ရာကြံစီတော်မူခဲ့ပါတယ်ဘုရားလုံးတော်အဲ့လိုကြံတာအခုဘုရားသာသနာတော်မှာတရားတွေပါရုပ်ကြာကြာနာကျင့်တဲ့ပုဂ္ဂိုလ်တွေဒီတိုင်းပဲဥနာသိခြင်းစသည်ကျင့်အောင်လို့တရားတွေအားထုတ်ကျင့်ကြတယ်အမှန်ဝန်သားစရာကောင်းပါလေကိုကအိုမင်းမစွမ်းဖြစ်နေပြီဆိုတော့အဲ့ဒီလိုလူဟာအိုမင်းမစွမ်းဖြစ်နေတဲ့မိန်းမယောက်ျားလူအိုကြီးတယောက်ကိုအတူနေဖို့ခေါ်လာရင်သိမမလားမသိဘူးပေါ့ယခုမအိုသေးပေမဲ့မကြာမီပင်အိုမဲ့သူတယောက်ကိုအဖို့အဖြစ်ရှားလာရင်သိမမလားမသိဘူးပေါ့တဲ့လားမကြာမီအိုမဲ့ဟာကိုအဖို့ဖြစ်ခေါ်လာလို့ရှိရင်ဘယ်သိမလဲအဲ့ဒါတည်းမကြာမမှာအတိဒုက္ခရောက်နေတဲ့သူဟာမကြမ်းမမာဒုက္ခဝေဒနာအပြင်းအထန်နှိမ့်ဆက်ခါနေရတဲ့သူကိုအတူနေဖို့အဖို့ရှာရင်သာပြီးမသိတော်တာပဲယခုကြမ်းမာနေပေမဲ့မကြမီအတွင်းယောဂနှိမ့်ဆက်လို့အတိဒုက္ခရောက်မဲ့သူကိုရှားလာရင်အဲ့ဒါလည်းမသိတော်ဘူးတချို့မှာဆိုရင်တစ်သက်ပတ်လုံးအတူတူပျော်ပျော်ကြီးနေရလိမ့်မယ်ထင်ပြီးတော့
အိမ်တော်ပြုကြတယ်ဒါပေမဲ့ကာမကောင်းအကြောင်းကမညီညွတ်တော့တယောက်ယောက်ကမကြခင်လူမမာကြီးဖြစ်သွားလို့အဲ့ဒီလူမမာကိုပြုစုပြီးဒုက္ခရောက်နေရရှာတယ်တချို့မှာတော့လည်းအိမ်တော်ပဲဖြစ်သူကမကြခင်ပဲသိဆုံးသွားလို့ဝါနိပလည်းနဲ့အကြီးကျယ်ဆင်းရဲဒုက္ခရောက်ရရှာတယ်အဲဒီလိုမဟုတ်တောင်မှနောက်ဆုံးတစ်ချိန်ကျတော့နှစ်ဦးလုံးပင်သူ့အိုသူနာသူတွေဘဝရောက်ပြီးဒုက္ခရောက်ကြရှာတာကြီးပဲဒါကြောင့်ဩရနာရသေရတဲ့ကာမဂုဏ်တွေကိုရှာမိနေတာကတော့မသိတာမကောင်းတာကြီးပဲမအိုမနာမသေးတဲ့တရားကိုရှာတာကမှကောင်းတယ်အဲ့ဒီလိုရှာတာဟာအကောင်းဆုံးပဲယခုဒီသာသနာ့ရေးသားမှာတရားအားထုတ်နေကြတဲ့ယဟန်ရှင်လူယောဂီတွေဟာအဲ့ဒီအကောင်းဆုံးရှာခြင်းဖြင့်ရှာမိနေကြရတာပဲအမတန်ဝမ်းသာစရာကောင်းပါတယ်ဒါကြောင့်အဲ့ဒါတွေလည်းပဲဆူရအောင်လို့ဒါတွေနာကောင်းတယ်ဆိုတာ။အိုခြင်းနာခြင်းသိခြင်းကင်းအောင်ရှာရာကျင့်တာကကောင်းတယ်။အိုခြင်းနာခြင်းသိခြင်းကင်းအောင်ရှာရာကျင့်တာကကောင်းတယ်။ဒါဘုရားလုံးကြားစီတဲ့အတိုင်းရပေါ်ပြတယ်။ဘုရားလုံးတော်ဟာဥယျာဉ်တော်သို့ထွက်တဲ့အခါမှာယဟန်ကိုဘုရားလောင်းတော်ဟာဥယျာဉ်တော်သို့သရုထအကျိန်ထွက်တဲ့အခါမှာယဟန်ကိုတွေ့မြင်ရတယ်ခုနကသုံးရင်ရှိသွားပါပြီဟိုရာတွေ့ရနာရာတွေ့ရဝေရာတွေ့ရနဲ့အခုသရုထအကျိန်ဥယျာဉ်တော်ကထွက်တဲ့အခါမှာယဟန်တွေ့တယ်ဒီကတော့ယဟန်ကိုတွေ့မြင်ရသည်အဲဒီယဟန်ဓမ္မယဟန်ပြုပြီးကုသိုလ်တရားရှားနေတဲ့အကြောင်းကိုကြားတဲ့အခါမှာလူပေါ်မှာထွက်၍ယဟန်ပြုပြီးတော့အိုခြင်းနာခြင်းသိခြင်းကင်းတဲ့တရားကိုရှာဖို့ကောင်းမြတ်တဲ့အကြံစီဖြစ်ပေါ်လာတယ်အဲဒါဘုရားလောင်းတော်အဲဒီယဟန်တော်ထံရောက်တဲ့အခါကာလကြာယဟန်ပြုပြီးကုသိုလ်တရားတွေရှားတာဘာအတွက်တုံးလို့မေးတော့ဟိုကပြန်ဖြေတာကိုယဟန်ပြုပြီးကုသိုလ်တရားရှားနေတဲ့အကြောင်းဟာလူပေါ်မှာထွက်၍ယဟန်ပြုပြီးတော့ဟိုရင်းနာရင်သိချင်းကင်းတဲ့တရားကိုရှားနေတာပဲရှားနေတာကောင်းမြတ်တဲ့အကြံစီပဲဆိုပြီးတော့အဲဒီကကြားတာကိုဘုရားလုံးတော့အဲဒီစပြီးတော့ကြားမဝမနာမသိတဲ့တရားကိုမိမိကိုယ်တိုင်ရအောင်ရှားပြီးတော့တတ္တဝအများအားလည်းအဲဒီမဝမနာမသိတဲ့တရားကိုရအောင်ဟောကြားညွှန်ပြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖြစ်ပေါ်လာတဲ့အကြံအစီပါပဲအလွန်မြင့်မြတ်တဲ့အကြံစီပါပဲအဲ့ဒီနေ့အဲ့ဒီအချိန်လောက်မှာပဲဘုရားလောင်းတော်ဤကျင်ရတော်ဖြစ်တဲ့ရသောတာဒေဝီကသားတော်ကိုဖွားမြင်တယ်သူကဟိုမှာကာမဂုဏ်တွေရပြီးတော့ထုတ်ဖို့ရဟန်းပြုကိုရဟန်းပြုပြီးတော့တရားရှာပြီးကိုတရားကောင်းတရားမြတ်တွေသူများဟောဖို့စိတ်ကူးတွေအကောင်းတွေဖြစ်နေတဲ့အချိန်နဲ့သူနဲ့အတူနေအောင်ပြုထားတဲ့ရသောတရားဒေဝီကသားလေးမွေးတာကိုသူစားအဲဒီတော့မှသားမွေးတယ်တော့စောစောမမွေးသေးဘူးအဲ့ဒါကိုလင်းရှိသွားပြီးတော့29နှစ်တော့ရောက်သွားပြီတဲ့က16နှစ်ကစလာတော့တော်ကြာတယ်စောစောတော့သားမရသေးဘူးအဲဒီမှာအဲ့ဒီအကြောင်းကိုကြားတော့လာကိုဖုံးကွယ်တဲ့ရာဟုသဖွယ်ဖြစ်ပေါ်လာတယ်အနောင်အဖွဲဖြစ်ပေါ်လာတယ်လို့ဘုရားလောင်းတော်ကညည်းညူပြောဆိုမိတယ်
ဒီလိုကားတွေပါလေရတာမကောင်းတဲ့ဟာတွေပဲဆိုတဲ့အနေနဲ့သူကပြောလို့အဲ့ဒါကိုသူဖခင်တခါကြီးရတယ်ကြားသွားတာအဲ့ဒီစကားကိုအကြောင်းပြုပြီးတော့ခမည်းတော်သုဒ္ဓနာမင်းကြီးကဘုရားလောင်းတော်အားတော်မထွက်နိုင်အောင်ရာဟုကဲ့သို့ပင်ဖမ်းယူထားတဲ့သားတော်လေးဖြစ်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့အဲ့ဒီသားတော်လေးအားရာဟုလာလို့အမည်ပေးလိုက်ပါတယ်တဲ့ရာဟုလာလို့အမည်ပေးတာဒီဖခင်ဖြစ်တဲ့ဘုရားလောင်းတော်တော်မထွက်နိုင်အောင်လို့အဲ့ဒါအကြောင်းပြုပြီးဒီကလာပေးတာလေရာဟုလာတော့ရာဟုလာဆိုတာရာဟုလာခဲဆိုပြီးဖမ်းယူထားတဲ့သားတော်လေးဖြစ်ပါစေလို့ရာဟုလာဆိုသားတော်လေးလိုပဲဖြစ်ပါစေဆိုပြီးတော့အမည်ပေးထားတယ်ဒါပေမဲ့ဘုရားလောင်းတော်ကတော်ကလောကထဲမှာဘုရားလောင်းတော်ကလောကထဲမှာမပြောမွေ့ညင်းငွေတာနဲ့အဲ့ဒီညမှာတီးမှုတ်ကားခုံပြီးပြောနေကြတဲ့ကားရည်စီမတွေကိုတောင်းမရှုစားတော့ပဲနဲ့ညင်ဦးစောစောကပဲဆက်တော်ခေါ်၍အိပ်ပျော်သွားတယ်တဲ့အဲ့ဒီဘုရားလောင်းတော်ကိုအားနေတဲ့ခါကာလမှာဒီကားခုံတီးမှုတ်အားပေးနေကြတဲ့အမျိုးသမီးတွေအများကြီးရှိတာကိုအဲ့ဒီပုဂ္ဂိုလ်တွေကတောင်းမှလဲအဲ့ဒီပုဂ္ဂိုလ်တွေကရိုသေပြုနေတာတဲ့အဲ့ဒါတောင်းသူဂိူးမဆိုင်တော့ဂိူးမဆိုင်ပဲနဲ့တခါလဲအိပ်သွားတာကိုအိပ်ပျော်သွားပြီတဲ့အဲ့ဒီခါမှာတီးမုတ်ကခုံးပြီးဖြောပြေးနေကြတဲ့ကားရည်ဒီမတွေကလည်းအဲ့ဒီနေရာမှာပဲအိပ်လိုက်ကြတယ်အဲ့ဒီကားရည်ဒီမိဖုရားနဲ့သဘောတူတွေပါပဲအမျိုးတွေအမြတ်တွေပါလို့တာအဲ့ဒီပုဂ္ဂိုလ်တွေကလည်းပဲဘုရားလောင်းတော်အိပ်ပျော်သွားတာနဲ့သူတို့ကလည်းအိပ်ကြတယ်ဒီမှာဘုံတော်တို့အိပ်ကြတယ်အိပ်ရနေရနဲ့တော့ဟုတ်ပါဘူးတော်တော်အိပ်တာပဲဘုရားလောင်းတော်ကအိပ်ရမှနိုးလာလို့ဘုရားလောင်းတော်ကတော့သူတော်လေးအိပ်ပျော်ပြီးတော့နိုးလာလို့ကြည့်ရှုလိုက်တဲ့အခါမှာအတွန်းယုံနဲ့အိပ်ပျော်နေကြတဲ့ကားကြည်ဒီမတွေကိုမြင်ရတော့သူတွေကောင်းတွေကိုထင်မြင်တဲ့အသုဘပညာဖြစ်ပေါ်လာပြီးတော့၎င်းရန်ချိန်မှာကာဏကဆိုတဲ့မင်္ဂလာမြင်းတော်ကိုစီးပြီးနောက်ပါဆန္ဒအမှတ်နဲ့တကွတောထွက်တော်မူခဲ့တယ်အဲဒီလူတွေအိပ်ပြီးတော့နေတာကိုကြည့်ပြီးတော့သူကအသုဘတော်ကိုထင်လာတာဟောဒါဒီနေ့ကျသေးမှာပဲသိနိုင်တယ်ဆိုတာအဲဒါနဲ့တောထွက်တာတောထွက်တော့ဘာနဲ့တောထွက်လဲဆိုကာဏကဆိုတဲ့မင်္ဂလာမြင်းသူစီးတဲ့မြင်းပေါ်တယ်မြင်းတော်ကာဏကလို့ခေါ်တယ်မြင်းထူးပေါ်တယ်ခုကလာလည်းဒီလိုပါလေရှိပါတယ်မြင်းနေပြီးတော့နောက်ကလည်းဝေယဝိသဆောင်ရအောင်လို့လိုက်ပါလာတာသန္နာအမတ်တဲ့သန္နာအမတ်ကနောက်ကလိုက်ပါလာတယ်သူကမြင်းပေါ်ကစီးပြီးတော့တောထွက်သွားညကြီးဘယ်သူမှမသိရဘူးဘောအားလုံးအိတ်နေတဲ့ခါပြီးလို့ရှိရင်တော့တားမြစ်တာတွေပါရှိနေမှာနော်မာနိဌာနရောက်တဲ့အခါအဲ့ဒီမြေဤသက်တောင်ပြင်ပေါ်မှာသံမောစိတ်တော်များကိုပယ်ပြီးတော့ဂတိကာရယမကကတ်လှူတဲ့သင်္ကားများကိုဝိယုံပြီးညာပြုတော်မူခဲ့တဲ့အဲ့ဒီတော်ထွက်ရင်းနဲ့ဂတိကာရဆိုတဲ့ယမကပေးတဲ့သင်္ကန်းနေသူမှရှိနေအဲဒါသူနေရာဌာနနဲ့အတော်စဉ်ဝေးပါပြီအဲဒီရောက်တော့မှသူကနော်မာမိဌာနရောက်တဲ့အခါဆိုအဲဒီမှာသူကသင်္ကန်းဝတ်တာသူကဒီသင်္ကန်းဝတ်တာအဲဒီတုန်းကဘုရားလောင်းတော်အားအရွယ်အားဖြင့်29နှစ်သာရှိသေးတယ်က29နှစ်မှာဘယ်တော့သူတော်ကမှနေပြီးတော့သားလေးမွေးတာ29နှစ်မှမွေးတာဒီ29နှစ်အဲဒီနေ့ကပြီးပြီးတော့ညမှာအိပ်ပြီးအဲဒီကနေပြီးမနေ့မလင်းငင်တော့ထွက်သွားတာ29နှစ်ရှိတယ်ပျော်မွေးပွဲအကောင်းဆုံးအရွယ်ပေါ်ဒါပေမဲ့အဲဒီလိုအရွယ်ကောင်းတော့မှထီးနန်းစည်းစိမ်တွေနဲ့ရသောဒရာအစရှိသောမိဖုရားချွေရန်တွေကိုငဲ့ွယ်ခြင်းမရှိပဲ
စွန့်လို့ပြီးတော့တော်ထွက်ရန်ပြုတော်မူတာဟာအလွန်ပဲအံ့ဩစရာကောင်းပြီတဲ့ခေတော့ခွဲတော့နည်းနည်းလေးတော့တဏှာရီတော့မကြည့်ရသေးဘူးဒါပေမဲ့အဲ့ဒီခါတုန်းကဘုရားလောင်းတော်မှာတရားအကျင့်နိလန်းကတော့မရှိသေးဘူးဘယ်လိုတရားကျင့်ရမလဲဆိုတော့ဘာမှကြားဘူးတာလည်းမဟုတ်ဘူးစာဘူးလည်းရှိတာမဟုတ်ဘာမှမဟုတ်ဘူးသူစိတ်ကူးဖြစ်ပြီးတော့တော်ထွက်တာဒါကြောင့်အဲ့ဒီခါတုန်းကထင်ရှားကြော်ကြားနေတဲ့အာလာရဆိုတဲ့ရေသေးကြီးထံနိခံမှုသွားတယ်အဲဒီတော့အာလာရရေသေးကြီးဆိုတာတော့သူကလည်းတရားတွေအားထုတ်ပြီးတော့ဒီဇန်နေ9ပါးယူပါဇံ4ပါးအာယူပါဇံ3ပါးဇန်ဇန်နေ9ပါးအကုန်လုံးတော့မဟုတ်တော့တစ်ပါးကြံနေတယ်အဲဒီ9ပါးရနေတဲ့အာလာရရေသေးကြီးအဲဒီအာလာရရေသေးကြီးကလည်းပဲသူကသူများတွေကိုအဲဒီလိုပဲဇာရအောင်တရားထုတ်ပုံကြီးတွေပေးနေတာသမထဘက်ကသမထကမ္မထာနည်းတွေပါပဲဇာရအောင်အားထုတ်တဲ့နည်းအဲဒီအာလာရဆရာကြီးထံကိုအာလာရရဲ့တေကြီးထံကိုတရားတော်ကသွားတာပဲအဲဒီမှာနီးတောင်းဖို့သွားတာပြောအဲဒီရဲ့တေကြီးကကာမပုဂ္ဂိုလ်မဟုတ်ဘူးလောကီဇံသမာဘ7ပါးရှိရာဒီပါရှိရမှာအကိစ္စရဇာအထိဇံသမာဘ9ပါးကိုကိုယ်တိုင်ရရှိပြီးဖြစ်တယ်ရရှိပြီးဖြစ်သောကြောင့်တတိများအားလက်တွေ့ညွှန်ကြားပြသနေတဲ့ပုဂ္ဂိုလ်သူကြီးဖြစ်တယ်သမထကမ္မထာနေသူကဟောပြောနေတာတတိတွေဖျားမပွင့်မီကဆိုရင်ဇံသမာဘတွေကိုကိုယ်တိုင်ရပြီးဒီလိုလက်တွေ့သင်ကြားညွန်ပြပေးတဲ့ပုဂ္ဂိုလ်ဆိုတာတကယ်ကိုအားကိုးလောက်တဲ့ဆရာကြီးပါပဲအဲဒီတော့ကတော့ဘုရားတွေပါလို့ရှိသေးဘူးအဲပုဂ္ဂိုလ်မနှထူးတဲ့ပုဂ္ဂိုလ်ကြီးပဲဒါကြောင့်အဲ့ဒီအခါတုန်းကအာလာရရဲ့တေကြီးဆိုတာဟာဘုရားတဆူကဲ့သို့ပင်ထင်ရှားကြော်ကြားနေတဲ့ဆရာကြီးဖြစ်တယ်အဲဒီဆရာကြီးကဘယ်ရမှနေတယ်လဲတတိပရိသတ်တွေဘယ်လောက်ရှိနေတယ်လဲဆိုတော့ထေရဝါဒဘိကစာပေထဲမှာအဲ့ဒီနေရာဌာနနဲ့ပရိသတ်အကြောင်းကိုပြဆိုထားတာမရှိပါဘူးအဲ့ဒီဟာလာကဒီကြီးအကြောင်းနဲ့စာပေပြဆိုတဲ့စာတော့မရှိဘူးမြောက်ပိုင်းဗုဒ္ဓစာပေလို့ဆိုရတဲ့လာလိတဝိထာရဘိုးတော်ကျမ်းမှာတော့အဲဒီအာလာရရဲ့တေကြီးကဝေသာလီပြည်နယ်ထဲမှာနေတယ်သူထာမှာနိခံယူပြီးတော့ကျင့်နေတဲ့တတိပရိသတ်တွေက300ရှိတယ်လို့ဆိုထားတယ်ဒါဒီဗုဒ္ဓဘာသာဝင်သင်ရှားတဲ့စာပေတွေကမဟုတ်ဘဲနဲ့ဒီရင်စာပေတွေကရှိနေတာကိုဖော်ပြထားတယ်သူကဇာရချိုးလည်းမဆုံးဘူးအဲ့ဒါခုကတော့အဲ့ဒီနေရာဌာနနဲ့ပရိသတ်အကြောင်းကိုပြဆိုထားတာမရှိဘူးရဲ့အဲ့ဒီဘုရားစာပေအရင်ကနေရတာမရှိဘူးမြောက်ပိုင်းဗုဒ္ဓစာပေလို့ဆိုရတဲ့လာလိတဝိထာရဘုရားကျမ်းအဲ့ဒီမှာတော့ရှိတယ်လာလိတဝိထာရအဲ့ဒီကယူပြီးတော့ဘုရားတွေကဖော်ပြသုထာမှာနိခံယူပြီးကျင့်နေကြတဲ့တတိပရိသတ်တွေက300ရှိတယ်လို့ဒါတွေလည်းဖော်ပြထားတယ်ကွာအဲ့ဒါဟာထေရဝါဒစာပေတွေကမဟုတ်ပေမဲ့လို့မှတ်ထိုက်တဲ့စကားပါပဲအဲ့ဒါဒီဘုရားဘာသာစာပေတွေကမဟုတ်ဘူးဒီဘက်ကစာပေတွေကမဟုတ်ဘူးတစ်ဖက်ကစာပေဝါဒတော့ကိုယ်မှာပေါ့နိအဲ့ဒီကစာပေတွေကရှိတာကအဲ့ဒါကိုခုနကဖော်ပြတယ်ဘာကြောင့်လဲဆိုရင်သူ့နေရာကိုမသိဘူးလို့ပြောရတာတဲ့သူ့နေရာကိုဖော်ပြနိုင်တာကပိုပြီးကောင်းတယ်အဲဒီအာလာရရဲ့သေးကြီးနေရာဌာနမပြောရင်မကောင်းနေရာဌာနကိုပြောလို့သိမှပိုပြီးကောင်းတယ်တတိပရိသတ်ကိုမပြနိုင်တာတဲ့လဲပြနိုင်တာကပိုပြီးကောင်းတယ်အဲဒါဒီပရိသတ်တွေကိုတရားပြတယ်ဆိုအဲဒီတော့ကအာလာရရဲ့သေးကြီးကပြတာသူအထင်ရှားဆုံးပဲဒါကြောင့်ပါပဲအာလာရရဲ့သေးကြီးထံသွားရောက်ပြီးနိခမုံကိုဒ
ဒီလိုပြထားပါတယ်သောအဟံငါဖရာအလောင်းတော်ဖြစ်သောသောအဟံဖရာအလောင်းတော်ဖြစ်သောထိုငါသည်သောဟံထိုငါသည်ဖရာဖြစ်ပြီးမှဟောထားတဲ့စာကသောအဟံဖရာအလောင်းတော်ဖြစ်သောထိုငါသည်ပါရိစီတော်သမဏောတော်ချွဲ့ရေရဟန်းပြုပြီးနောက်ကိန္တုကနုဧတိကုသိုလ်ကအဘေနိဟုရှာကြလျက်နုတံတန္တိဝရဗရံသူတည်းမြတ်မရှိသောအငြိမ့်တမြတ်နိဗ္ဗာန်ကိုပရိသမနောရှာမိနေစဉ်ယေနအာလာရောကာလမောတေနုပသင်္ကမိအာလာရကာလမအနွယ်အာလာရယတိကြီးရှိရာသို့ချင်းကပ်ပြီးဥပသင်မိတဝါအာလာရချင်းကပ်ပြီးအာဟုသောကာလမငါရှင်ကာလမအနွယ်ကိုမြည်ပြုပြီးတော့ပြောတာအာဟုသောကာလမငါရှင်ကာလမဣမသဖြင့်ဓမ္မဝိနည်းငါရှင်ဟောကြားညွှန်ပြနေသောဤတရားဝိနည်း၌ဟောငါရှင်အဆုံးအမသာသနာ၌ဓမ္မစရိယံစရိတုံအကျင့်များကိုကျင့်ရန်အဟံအိသမိတိငါလိုရှိသည်ဟူ၍ဧတံဤတောင်းမှန်စကားကိုအာလာရံကာလမံကာလမအနွယ်အာလာရအဝေါစံပြောဆိုခဲ့သည်အဲဒီကမြတ်စွာဘုရားတော်မှာဘာကိုယ်တိုင်ပြောခဲ့တဲ့အကြောင်းလေးကိုဘုရားကိုယ်တိုင်ဟောထားတဲ့ဗျာအတူတူအားဖြင့်အာလာရရဲ့သေကြီးထံဟောရောက်ပြီးတော့ငါရှင်ကာလမှာသင်ဟောကြားညွှန်ပြနေတဲ့အကျင့်မြတ်ကိုကျင့်လိုပါတယ်လို့ဆိုလိုတာပါပဲအဲဒီတော့အာလာရရဲ့သေကြီးအာယသမဂေါရမနွယ်ဝင်အရှင်ယဟန်သည်ဝိဟရတုဤဌာန၌ဤသာနာ၌နေလဲပါကျင့်လဲပါအယံဓမ္မောကျွန်တော်ဟောပြနေသောဤကျင့်လုံငန်းတရားသည်ဒါရီတော်ထိုသဘောရှိပါ၏ဝါယခုပြောပြမည်အချင်းရာသဘောရှိပါတယ်ယထယင်းကျင့်လုံငန်း၌ဝိညုပုရိသောပညာရှိသောပုဂ္ဂိုလ်သည်နာစိရသေဝမကြမြင့်မီပင်လင်တကအာစိရိကမိမိဤဆရာတွေ့သိထားတဲ့တရားတို့ကိုတရားပညာသစ္စကတဝါကိုယ်တိုင်ညာဖြင့်မမပြုလျက်ဥပဒမေဇဝေရိယရောက်၍ရ၍နေနိုင်ပါသည်လို့အာဘေစကားပြောပြီးတော့အာထုတ်ပုံကိုဟောကြားတော်မူသည်တဲ့ဒီနိုင်လောက်လည်းပြည်သွားပါပြီနောက်မှနောက်တစ်ခါသတင်းနေကြတော့ဒီလားပေးပြီးတော့ဒီလိုပဲပြောအောင်အခုစာမျက်နှာ16မျက်နှာရှိတယ်ဒီပြင်စကားအပူတွေလည်းပြောနေတယ်ဘိုးရင်ပြောလို့ရှိရင်မျက်နှာ20လောက်လည်းပြီးမှနောက်ကြတော့အပူတွေမပြောဘဲနဲ့လည်းပြီးပါတယ်ဒီရင်ကြအောင်မှပဲအဲဒီဓမ္မစကြာတော့တရားတော့အခြေခံမယ်တရားမရောက်သေးပါဘူးကွယ်အဲဒီမြတ်စွာဘုရားအကြောင်းအရာတွေဖော်ပြနေအဲဒီတရားတွေကိုနာခြင်းဖြင့်မိမိတို့မှလည်းတရားအထူးတွေကုသိုလ်အထူးတွေဖြည့်ပြီးမိမိတို့လိုရှိရတဲ့ကောင်းကျိုးချမ်းသာတွေကိုရပြီးသွားနိုင်ပါရဲ့မိမိတို့လိုရှိရတဲ့အတိုင်းကောင်းကျိုးချမ်းသာတွေကိုလိုရှိတိုင်းရပြည့်စုံကြပါစေ